တာဖျားဟာအကောင်းနဲ့အဆိုးကိုလမ်းပြတဲ့သူပဲကိုယ်တိုင်သာလျင်ကြိုးစားရှောက်ရမယ်လောဘဒေါသမောဟတရားတွေငြိမ်းချမ်းအေးစေတယ်နေရအမှန်ကိုညွှန်လန်းပြခဲ့တယ်ဒါပေမဲ့လူတွေခလုံးမတီးသေး၍မေးလို့ထားပါတယ်မိုးလင်းမိုးချုပ်အမြဲပဲအလှရှုပ်လောကဇက်ခွန်ဝဲငိုကရေကအမျိုးမျိုးကကြတယ်သူကြောင့်ငါကြောင့်ခဏခဏလမ်းပြောင်းလူဘဝခရီးပါပဲကြုံလာအချိန်တိုးပါကြောင့်အတားတွေအချိန်တန်တော်လေအိမ်အပြန်လန်းကတန်တရားလေးလောဘရမကြီးအရာနေတဲ့တာအတီးနဲ့တတိရှင်ပါမှာဒေါသရှိထားမှာတဲ့အခါတတိနဲ့အတီးညံမြေမှာမောဟတီကမတိကျင်းစိုးစိုးမှာမရှိမှုထပ်မတိမှုအမောင်းလုံးကြวันနေวันသာဖြစ်ပြက်များစွာလက်တွေ့ကြုံနေကြဒီအရာတွေကိုဆွဲလန်းခြင်းမှတနာအတိတ်ပြုသမျှကံပစ္စုပန်ကြံအနာဂတ်တွေဝေဝါဉာဏ်ပညာအမှန်ခွင်မှလန်းကဆန်းအားတွေထုတ်လို့အားတွေသိမလဲတို့အိမ်အပြန်လှရှုပ်လောကဇက်ခွန်ဝဲငိုကရင်ကအမျိုးမျိုးကကြတယ်သူကြောင့်ငါကြောင့်ခဏခဏလမ်းပြောင်းလူဘဝခရီးပါပဲကြုံလာအချိန်တိုးပါကြောင့်အတားတွေအချိန်တန်တော်လေအိမ်အပြန်လန်းကတန်တရားလေးလောဘရမကြီးအရာနေတဲ့တာအတီးနဲ့တတိရှင်ပါမှာဒေါသရှိထားမှာတဲ့အခါတတိနဲ့အတီးညံမြေမှာမောဟတီကမတိကျင်းစိုးစိုးမှာမရှိမှုထပ်မတိမှုအမောင်းလုံးကြวันနေวันသာဖြစ်ပြက်များစွာလက်တွေ့ကြုံနေကြဒီအရာတွေကိုဆွဲလန်းခြင်းမှတနာအတိတ်ပြုသမျှကံပစ္စုပန်ကြံအနာဂတ်တွေဝေဝါဉာဏ်ပညာအမှန်ခွင်မှလန်းကဆန်းဘာတွေထုံ